ကျွန်တော်လက်မှုပညာနဲ့ကျွန်တော်ဒီအယုတ်ကလေးစတီထွင်မယ်ဆိုတဲ့အချိန်မှာပတ်သက်ကလည်းလုံးဝမရှိဘူးဗျာကျွန်တော်အခက်အခဲဖြစ်နေတယ်အဲ့အခက်အခဲဖြစ်နေတဲ့အချိန်ကြားမှာကျွန်တော်ဖះကိုတွားတယ်ဖះကိုတွားတော့ကျွန်တော်လမ်းမှာတိုက်လိုက်ဆိုင်ကျွန်တော်စင်ကတ်ထုတ်ကြီးကျွန်တော်ကောက်ရတယ်ပေါ့ဗျာအရင်ဦးဆုံးကျွန်တော်မှလည်းလိုအပ်နေတဲ့အချိန်မှာဒါကိုကျွန်တော်စကောက်ရခဲ့တာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ဒီလက်မှုပညာနဲ့တွားမယ်ဆိုရင်လည်းကျွန်တော်ဒီစင်ကတ်ခွန်လေးတွေ recycle ပြန်သုံးလို့ရတဲ့ဟာလေးတွေကိုကျွန်တော်ပြန်ပြီးတော့သုံးမယ်ဒါလေးတွေနဲ့ပဲငါဒီလမ်းကိုရှောက်ဖို့အတွက်ကျွန်တော်တို့ဒါပြောရရင်ပါရမီတစ်ခုလို့ပေါ့ဗျာတစ်ခုခုအကြောင်းပါခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါလေးတွေနဲ့လုပ်တယ်လူပဝန်းကျင်အတိုင်းဝိုင်းမှာလည်းကျွန်တော်ဒီရုပ်ကလေးတွေကိုသဘောကျတယ်ဆိုတော့ကျွန်တော်ဒီဟာလေးတွေဖန်လေးရကြိုးနပ်ပါတယ်ခင်ဗျကျွန်တော်နာမည်ကတော့ဝေဖြူအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ handmade လက်မှုပညာအယုတ်ကလေးတွေတီထွင်ထားတာပေါ့ခင်ဗျာကျွန်တော်ဒါဆိုရင်ကျွန်တော် single ခွန် only single ခွန် only ဆိုတော့ဒါ recycle ပြန်ပြီးတော့ဒီ single ခွန်လေးတွေနဲ့ကျွန်တော်ကဒါလက်မှုပညာအမှုပညာကိုမျက်နှိုးတဲ့လူတိုင်းအတွက်ဖန်တီးဖြစ်တာဖြစ်ပါတယ်ဒီမင်းလေးကကျွန်တော်ရဲ့အဖေနဲ့အမေကိုဒါကျွန်တော် surprise အနေနဲ့လက်ဆောင်ပေးဖို့အတွက်ဒီလန်လုပ်ထားတာပါစလုပ်ခါစားအချိန်မှာတော့အခက်အခဲလေးတော့ရှိတာပေါ့အကိုရအယုတ်တစ်ခုလုပ်ဖို့အတွက်ကဒီတစ်ခုတည်းနဲ့မှမပြီးတာနောက်တစ်ခုကကော်တို့ကျွန်တော်ဓာတ်တို့ကက်ကြီးတို့လွှာလေးတွေတို့ပေရန်တွေခဲရန်တွေအဆရှိတဲ့ပစ္စည်း accessory အကုန်လုံးကိုကျွန်တော်ပြန်ရှာရတာဖြစ်တယ်နောက်တစ်ခုကအဲ့ဒီအတွက်လည်းအချိန်ပေးရတယ်ကော်ဈေးကြီးတဲ့ကော်ရှားပါတဲ့အချိန်မှာလည်းကျွန်တော်အဲ့ကော်နဲ့ထပ်တူဘာကိုအစားထိုးပြီးအသုံးပြုနိုင်မလဲဆိုတာလေးတွေကိုရှာရတယ်ရုပ်လေးစလုပ်တဲ့အချိန်မှာမိဘတွေကလည်းကျမကြီးကြောင်ရောဒီငွေကြေးလေးတွေကြောင့်ရောနောက်ကြတော့ကျွန်တော်တနေ့တစ်ချင်းမှာတယောက်တည်းနေရတဲ့အတွက်ကြောင့်မလို့ရောခက်ခဲလေးတွေမျိုးစုံရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအယုတ်လုပ်ငန်းကိုအရင်မိဘတွေကတော့တားမြစ်တယ်ပေါ့ဗျာတားမြစ်တဲ့ကြားမှာကျွန်တော်ဝါသနာအားလည်းကြီးတယ်နောက်ကြတော့ကျွန်တော်ဒီပါတဲ့ပညာစွမ်းလေးကလည်းကျွန်တော်မှာရှိတယ်ဆိုတော့ဒါကျွန်တော်မဖြစ်အောင်ကျွန်တော်ဒီလမ်းကိုရှောက်မယ်ဒီအလုပ်ကိုပဲဆက်သွားမယ်ဆိုတော့ရည်ရွယ်ချက်နဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကလည်းခိုင်မာနဲ့ဒီဝါသနာကိုရှေ့တန်းတင်ပြီးတော့ငါမဖြစ်အောင်လုပ်မယ်ရှိသမျှပညာစွမ်းနဲ့တက်နိုင်အောင်တက်မယ်ဆိုတော့ကိုယ့်ရဲ့ခံယူချက်နဲ့လည်းကျွန်တော်တို့ဒီအယုတ်ကလေးတွေကိုလုပ်ဖြစ်ခဲ့တာပါလို့စင်ကခွန်လေးရှားတာနဲ့ပတ်သက်ပြီးတော့လမ်းမှာတွေ့တဲ့ဟာလေးတွေလည်းကိုအယုတ်လုပ်ဖို့အဆင်ပြေမဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုကျွန်တော်စုထားစောင့်ထားရတာတွေရှိပါတယ်နောက်တစ်ခုကဒီဟာလေးတွေမသုံးတော့တဲ့ဆိုင်လေးတွေမှာလည်းကျွန်တော်လိုက်ပြီးတော့အကူအညီတောင်းပြီးတော့လိုက်ရှာတယ်ကိုကလိုချင်တာဖြစ်တဲ့အတွက်ကိုဘယ်နေရာနေဘယ်လိုရနိုင်မလဲဆိုတာကိုရှားပါတယ်ပုံကတော့ကျွန်တော်စိတ်ကူးတဲ့အနေပဲဒီဇိုင်းချပြစ်လာခင်ဗျစာရွက်ပေါ်မှာချရွေးပြီးမှဒီလက်မှုပညာ handmade ကိုပုံစံထွင်တာမျိုးမဟုတ်ဘဲနဲ့ကတ်နဲ့ပဲဆက်ပြီးလိုချင်တဲ့ဒီဇိုင်းတီရောက်အောင်တစ်ခုနဲ့တစ်ခုဆက်ပြီးတော့သွားတာအုံနောက်နဲ့ပဲကျွန်တော်စဉ်းစားပြီးတော့မှအဲ့လိုမျိုးဖြစ်လာဘူးဒီလုပ်ငန်းနဲ့ကျွန်တော်စီးပွားဖြစ်လှုပ်ရှားမယ်လို့တော့ကျွန်တော်ရည်ရွယ်ထားတယ်ကျွန်တော်ဝါနာပါတဲ့ဒီလက်မှုပညာနဲ့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့အနေအထားအထိရောက်အောင်ကျွန်တော်အဲ့လိုမျိုးဆက်သွားဖို့တော့ရှိပါတယ်